Hello ဒီနေ့က review လေးပေးဖို့ဖြစ်ပါတယ်ရှင်ဒီဟာလေးကလေဆိုင်မတော့ထိန်အများကြီးရှိပေမဲ့ကျမတို့ဒီနှစ်မျိုးပဲဝယ်ထားတာပေါ့နော်အရာလေးနှစ်မျိုးနဲ့ဒီမှာအလာလေးဝတ်ထားဆိုပန်းရနောက်ကတားအောင်နှစ်မျိုးရှိသူကဒီဇိုင်းလေးလက်ဆန်းပြီးတော့ quality ကလည်းတကယ်ကိုပြောစရာမလိုအောင်လှကွယ်ကြည့်လိုက်တော့လုံးဝတိတ်တက်ပြီးတော့ချုပ်ထားတာကအသားလည်းလုံးဝတကယ်ကိုအီညာပါသူကလေရှင်းရင်တော်လေးနဲ့ဆိုရင်တော့နည်းနည်းကြီးမယ်နဲ့တူတယ်ဒီရုံမိုင်လေးရတယ်ဘာဘီ site ထန်နည်းနည်းသူက slim ပါလေးဖြစ်ဒါမှလည်းဝတ်လို့တော့ရတယ်နောက်ထပ်ပြစရာလေးလည်းရှိသေးတယ်ဒီမှာဒါကတော့ဒီတိုင်း brand ပုံစံချုပ်ထားတဲ့ handmade အထည်လေးပါပဲ brand မဟုတ်ပါဘူးเนาะအရန်ကိုလာတယ်ဆိုင်မအဲ့ဒါလေးအမဲရောင်နဲ့ဒီအဖြူရောင်လေးရှိရနော်မမီတို့ကဒါအဖြူရောင်လေးဝယ်ထားပါတော့ဒါလေးကိုကပြီးရင်မမီဝတ်ပြပါမယ်ရှင်ဒါလေးကကြောင့်နောက်ပုံစံတစ်ခုဒီပုံစံလေးကကြောင့်တော့ one set လာဒါကြောင့်အင်ဂျီလေးတော့ခါပေါ်လေးပေါ့နော်ပြီးတော့ဒါဘောင်းပြီးကြောင့်လေးသူက day boy style မဟုတ်ဘူးသူကပေါင်မှာကြက်ပြီးတော့မှအခု car wash styleဒါလေးကတော့နောက်တစ်ခုအမဲရောင်လေးသူကလည်းဝမ်းဆက်လာတာပဲဒါကတော့အင်ကြီးအပွားရှိပေါ့နော်ခဏလိုအတူမဟုတ်ဒါဘောင်းမြာကြော်တဲ့ပေါ့ဒီဒီဇိုင်းလေးရဲ့တစ်မျိုးနော်ကုံလှရဲကွယ်ကျမတို့ကုံကြိုက်ဒါကတော့မမီတို့ညီမ3ယောက်ဝတ်ပြမှာဖြစ်ပါရှင်တဒန်းမလေးရဲ့ Intimate Facebook page မှာဝင်ကြရပါရှင်။အတာနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်။